အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်အားလုံးကိုကျွန်တော်နဲ့တူတူနေရာတစ်ခုကိုခေါ်သွားခြင်းပါတယ်ဗျအဲ့ဒီနေရာမှာစိတ်ဝင်စားစရာတွေအများကြီးရှိမယ်လို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်စိတ်တွေတောင်လှုပ်ရှားနေပြီဗျဒီတော့အုပ်ကြီးကတော်တော်ကြီးကိုကျဲတယ်ဗျကျွန်တော်ရဲ့နောက်ကတစ်ပင်ကိုကြည့်လိုက်ပါနှစ်ထန်းဘလောက်ရှိနေပြီလို့ထင်လဲဗျကျွန်တော်သွားသမျှလာသမျှမှတ်တမ်းချောင်းတွေကိုမပြင်းမကြီးကြည့်ရှုပေးဖို့အားလုံးကိုဖိတ်ခေါ်ပါတယ်နော်အခုခီးစဉ်မှာကျွန်တော်ကိုကင်မရာရိုက်ပေးတယ်ကျွန်တော်ကိုလမ်းပြပေးမယ်ကျွန်တော်ရဲ့တငယ်ချင်းတယောက်လည်းပါတယ်ပေါ့ဗျာမင်းတကယ်လမ်းသိတာသိကြတယ်နော်မင်းကကိုလိန်လို့ကတော့ဟမ် မပါဘူးကွာမင်းကလည်းငေါ့လာပြောနေပြပြီ ဒါကတော့ကျွန်တော်တို့အခုစပြီးတော့သွားနေပါပြီတော့ကတော့တော်တော်ကြီးကိုစိတ်လန်းနေတာဗျသိတဲ့အတိုင်းတောထဲမှာဆိုတော့တော်တော်လေးတော့ခြေထောက်တွေညောင်းနေပေါ့ဗျာလမ်းသွားတာတော့โอเคတယ်ပေါ့ဗျာဒီစင်တွေကရိုင်းတယ်လို့ရှိပေမဲ့ရိုင်းတဲ့စင်တွေတော့မဟုတ်ဘူးဗျသူတို့ကစနောက်တာလွဲလို့လေလူတွေအဲ့လောက်ထိကြီးရန်ရှာတဲ့ထဲမှာတော့မပါဘူးဗျကျွန်တော်မှလည်းစင်နင်းမှာဆိုလို့ပြေးလိုက်ရတာကျွန်တော်ကမောနာပဲဖြည်းဖြည်းချင်းပေါ့ဗျာအမောဖြည်းရင်လမ်းလျှောက်ရင်ဒီကောင်ကြီးတွေကနင်းပြလိုက်ရရင်တော့တွားရလာရင်လည်းစိတ်ကူးလေးပေါ်သွားတယ်ငါစင်နေတဲ့ဗီဒီယိုရိုက်အောင်မယ်ကွာလို့ဓာတ်ပုံမှတ်တမ်းလေးလည်းယူမယ်ဆိုပြီးတော့ကျွန်တော်ရိုက်ခဲ့သေးတယ်ကဲမှတ်တမ်းလေးလည်းယူပြီးပြီဆိုတော့နောက်တနေ့ရသွားမယ်ဗျာဒီလမ်းတိုင်းဆက်လျှောက်မယ်ပေါ့ဒါလေးတွေကတော့တမင်အုပ်စုနဲ့တွေ့တော့ကျွန်တော်မှတ်တမ်းယူခဲ့တာပါအားလုံးလည်းမြင်ရအောင်လို့တေချာလေးကျွန်တော်ရိုက်ယူခဲ့တယ်ဗျတော်တော်လေးကိုလှတဲ့ထဲမှာပါတယ်တို့ကလေတော်ထဲမှာလိုလလတ်စိတ်ကြိုက်စိတ်ချမ်းသာတာနဲ့အေးအေးဆေးဆေးနေကြတယ်လို့နေရတာဆိုတော့တမင်အုပ်ကိုမှတ်တမ်းတင်ပြီးတော့တိတ်မကြခင်မှာပေါ့နော်ကျွန်တော်တို့အရှိနေနေသွားတော့ဒါဘာတစ်ပင်လဲဆိုပြီးတော့ကျွန်တော်တို့နည်းနည်းလေးအံ့ဩနေဗျဒီတစ်ပင်ရလေသူကြီးတဲ့ဆိုတော့တော်တော်ကြီးကိုလာတဲ့ထဲမှာပါတယ်ဗျတော်တော်လေးကိုလာတာဗျတော်တော်ကြီးလာလို့ကမှကျွန်တော်မှတ်တမ်းသေးသေးချာချာရိုက်ယူခဲ့တယ်ပေါ့နော်ဘယ်တော့လာနေလဲဆိုတာသေချာလေးကြည့်လိုက်ပါဦးဟိုးကျွန်တော်ကတော့မအံ့ဩပဲနဲ့ကိုကျွန်တော်မနေနိုင်တော့ကြည့်ပါဦးမရှူမီးပဲနေတိုင်းပဲနော်အရင်လာတာပဲဗျာတော်တော်ကြီးကိုမှလာနေရကြည့်ပါဦးဗျာတော့ထဲမှာကဲဒီလာတစ်ပင်လေးကိုကျွန်တော်တို့မှတန်းယူပြီးပြီဆိုတော့နောက်ထပ်တနေရာကိုဆက်သွားမယ်ဗျာလာဟင်းနဲ့ကျွန်တော်တို့ကြောက်ကိုကြီးရှေကိုရောက်နေဗျအထဲမှာပါလေရှိမလဲဆိုတော့ကျွန်တော်သွားပြီးတော့စူးစမ်းကြစိတ်တွေတဖွာဖွာပေါ်နေပြီကဲကျွန်တော်တို့တူအထဲမှာပါရှိတယ်လိုက်ကြည့်လိုက်အောင်ကြောက်ကိုထဲမှာမောင်းနေဆိုတော့ကျွန်တော်ကတော့မီးထွန်းထားတဲ့မီးတုပ်ကိုယူခဲ့တယ်ပေါ့နော်မီးတုပ်နဲ့ကြည့်မှပဲကျွန်တော်မြင်နိုင်ပါလိမ့်ကြောက်ကိုထဲဟိုဟာတော်တော်လေးကိုချောက်ရတယ်ဗျကျွန်တော်ပြေးတာအခုမရောက်နိုင်သေးမမျိုးလေးပဲတွေ့တဲ့တော့လဲပွားပြီလေဒီတိုင်းကတော့လက်လွတ်မခံနိုင်ဘူးထည့်ပြီးပြီလေးလိုက်တာကွာမင်းကလည်းငါ့ကိုတစ်စက်ကလေးမှကိုမကူတော့ဘူးဒီတက်ကတော့ကွာလူတာတန်းတာစားတာတောက်နဲ့စိတ်ကြိုက်ကိုတုံလို့ရပြီနောက်ဆုံးတော့တကယ်ချင်းတယောက်တည်းလည်းမနိုင်ဘူးလေဗျာဒီတော့လေတိတ်ပြီးမရိုင်းနဲ့စင်တကောင်ဖမ်းပြီးတော့တင်ခဲ့ရတော့တာဗောကျွန်တော်ကတော့စိတ်ကူးတွေနဲ့တော်တော်ကြီးကိုပြုံနေပြီပေါ့ဗျာအားလုံးပဲမင်္ဂလာပါကျွန်တော်ဘာရလာလဲဆိုတာတစ်ချက်လောက်လေးကြည့်လိုက်ပါဦးဗျာဒီမှာကျွန်တော်ရဲ့မိတ်ဆွေများကျွန်တော်ရဲ့ဗီဒီယိုလေးကိုနှစ်သက်တဲ့ဆိုတော့ like subscribe လေးပေးသွားခဲ့ပါအောင်နော်ပို့ပြီးကောင်းအောင်စူးစမ်းနေပါတယ်ဗျာ